နေ့လယ်ပတ်နေအပူကြောင့်ခန္ဓာကိုယ်ပင်ပန်းနေပြီလားဒီ၅ချက်ကိုမလုံးမိရင်တင်အန္တရာယ်ရောက်နိုင်ပါတယ်အခုလိုနွေရာသီပူပြင်းတဲ့အချိန်မှာနေထဲမှာအချိန်ကြာကြာနေရင်ခန္ဓာကိုယ်ပူတက်ခြင်းခေါင်းမူးခြင်းရေတက်ခမ်းခြင်းတွေဖြစ်နိုင်ပါတယ်ဒါကြောင့်နေ့လယ်ပတ်နေရမ်းပူလာတဲ့အချိန်မှာလှုပ်တဲ့အချက်၅ချက်ကိုပြောပြပါမယ်ရေများများတောက်ပါအပူကြောင့်ခန္ဓာကိုယ်ထဲကရေတက်ပြောက်သွားလွယ်လို့အနည်းဆုံး2 နာရီတစ်ခါရေတောက်ဖို့လိုပါတယ်နှစ်နေအောင်တက်မထိပါနဲ့မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင်အရေးရှိတဲ့နေရာတွေကိုရွေးပြီးသွားလာပါ3လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပါအိမ်ထဲမှာဆိုရင်ပန်ကာဖွင့်ထားခြင်းလေဝင်လေထွက်ကောင်းစေခြင်းကခန္ဓာကိုယ်ပူလျော့စေပါတယ်4အဝတ်ပါဝတ်ပါအရန်ထူတဲ့အဝတ်စားတွေမဝတ်ပဲလေထွက်လွယ်တဲ့အဝတ်စားတွေဝတ်ပါ5အပူလွန်ကဲလက္ခဏာတွေကိုသတိထားပါခေါင်းမူးမောပန်းမူးဝေတလူဖြစ်လာရင်ချက်ချင်းနာပြီးအေးတဲ့နေရာကိုသွားပါဒီ၅ချက်ကိုလိုက်နာနိုင်ရင်နွေရာသီအပူကြောင့်ဖြစ်နိုင်တဲ့အန္တရာယ်တွေကိုလျှော့ချနိုင်ပါတယ်တင်ကိုယ်တိုင်လည်းလိုက်နာပါမိတ်ဆွေတွေကိုလည်းမျှဝေပေးပါနော်